မြတ်ဗုဒ္ဓသာသနာနှင့်သာလွန်မင်းတရားအကြောင်းတရားဒေသနာတော်မြန်မာနိုင်ငံမှာဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေယခုလိုထွန်းကားလာအောင်မြန်မာဘုရင်ဒီဆက်ဆက်ကဘယ်လိုလုပ်ခဲ့တယ်ဆိုတာဒီကနေ့မျက်မှောက်ထင်ရှားရှိနေကြတဲ့မြန်မာလူမျိုးတွေဟာသိရှိနားလည်ဖို့ကောင်းတယ်သိရှိနားလည်ကြရမှာဖြစ်တယ်အကယ်၍သာမြန်မာဘုရင်တွေနဲ့ရှေးရှေးဘုရင်တွေကိုယ်ွယ်တဲ့ဆရာတော်ကြီးတွေကဘုရားသာသနာတော်ကိုအခြေခံကြကြမတည်ဆောက်ခဲ့ဘူးဆိုရင်ဒီကနေ့မြန်မာနိုင်ငံမှာဘုရားဘာသာဟောချင်မှာဟုတ်နော်အလေးနဲ့ထားပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်မြန်မာနိုင်ငံကိုဘုရားဘာသာစပြီးတော့ရောက်တာတော့400စုလို့ခေါ်တဲ့တရေခိတ္တရာသို့မဟုတ်ဒီရစောတဲ့တခေါက်အဲ့ဒီချိန်ကရောက်လာဖို့ရှိတယ်သို့တော့တကယ်ထွန်းကားလာတာကြတော့ဘယ်ချိန်ကျမှထွန်းကားလာတော့ဆို17ရာစုလို့ခေါ်တဲ့နောထဘုရင်ကြီးလက်ထက်အဲ့ဒီကျမှထွန်းကားလာတယ်လို့ပြောလို့ရတယ်ပေါ့နောထဘုရင်ကြီးလက်ထက်တောင်မှပဲဘုရားဤဝါဒနဲ့ဆန့်ကျင်ပြီးတော့ဟောပြောနေတဲ့ပုဂ္ဂိုလ်ကြီးမြန်မာလူမျိုးတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းမဟုတ်ဘဲနဲ့အခြားနည်းလမ်းတွေနဲ့ကိုယ်ွယ်မှုတွေကိုယုံကြည်နေကြတော့မှရှိသေးတယ်ဆိုပါစို့မကောင်းမှုအကုသိုလ်တွေကိုလုပ်တဲ့အခါမှာမန္တရတန္တရလို့ဆိုတဲ့မနိယစီမံနေနဲ့ရွတ်ဖတ်30လို့ရှိရင်မကောင်းမှုအကုသိုလ်တွေကလွတ်တယ်လို့ဆိုတယ်အိန္ဒိယနိုင်ငံမှာတကယ်ထွန်းကားခဲ့တဲ့တန္တရဝါဒမန္တရဝါဒတွေဟာထွန်းကားလာတဲ့အတိုင်းပကန်းခေတ်ကလူတွေဘုရားဘာသာဝင်မဖြစ်ခင်ကယုံကြည်ခဲ့ကြတယ်ဆိုသမိုင်းထောက်ထားမှကြည့်မယ်ဆိုရင်တန္တရမန္တရဝါဒတွေရဲ့အဆိုအမိန့်တိုင်းလူတွေဟာလက်ခံယုံကြည်ကြပြီးတော့သူတို့ဟောပြောတဲ့အတိုင်းပဲလိုက်နာခဲ့ကြတဲ့ခေတ်တစ်ခေတ်ရှိခဲ့တယ်ပေါ့အနောထဘုရင်ကြီးကမင်းသားဘဝမှာပကံဝန်းကျင်ရွာကြီး19ရွာသူမုံတရေဘုရင်ကြီးကရွာကြီး19ရွာကိုပေါင်းပြီးတော့ပုဂ္ဂရမနိုင်ငံတော်ကိုတည်ထောင်လိုက်တဲ့အချိန်ထဲမှာရွာကြီး19ရွာထဲမှာပါတယ်အနုရာဓဆိုရွာရှိအဲ့ဒီအနုရာဓရွာမှာရွာကိုမင်းသားဘဝကအနောထမင်းဟာရွာသားဖြစ်ခဲ့တယ်လို့ဆိုတယ်သမိုင်းကြောင်းအနုရာဓကနေပြီးတော့နောက်ဘွဲခံတဲ့အခါကျတော့အနုရုဒ္ဓလို့လည်းရေးတယ်အာနိရုဒ္ဓလို့လည်းရေးတယ်အဲ့ဒီအနုရုဒ္ဓကနေပြီးမာစကားဘက်ကိုဆက်နွယ်လာပြီးတော့အနောယထာလို့ဖြစ်လာတယ်ပေါ့နော်အနုရုဒ္ဓအနုရာဓမျိုးစာသို့မဟုတ်အနုရုဒ္ဓဘွဲခံအနောယထာလို့ဖြစ်လာတယ်မင်းသားဘဝကသုကတိဆိုတဲ့သူရဲ့နောင်တော်အမျိုးတော်ဆက်တဲ့ဘုရင်ရဲ့လက်ထက်မှာသူကမျိုးစားဘဝနဲ့အမှုထမ်းခဲ့ရတယ်နောက်ပိုင်းရောက်တဲ့အခါမှာသုကတိမင်းနဲ့အနောထမင်းသားတို့ဟာတူစိန်ခေါ်တဲ့ပွဲတစ်ပွဲဖြစ်ပေါ်လာခဲ့တယ်ပေါ့နော်မကျေနပ်လို့စိန်ခေါ်ကြတဲ့အခါမှာထိုခေတ်ရဲ့ထုံတန်းစင်လာကိုကြည့်လိုက်ဒီကနေ့ခေတ်မှာအဲ့ဒီလိုဗမာပြည်မှာမရှိတော့စိန်ခေါ်ပြီးတော့တိုက်ပွဲဆိုတာနော်ဘ
ရနေသွားပြီအဲ့ဒီခေတ်ကစိန်ခေါ်ပြီးတော့တိုက်ပွဲလုပ်တယ်မြင်းစီးပြီးတော့တူနဲ့တူအသေးလှမ်းနဲ့ထိုးတဲ့ပွဲပေါ့မြင်းကဘာကမ်းခြေမှာမြင်းကဘာမြေချောင်းကဘာမှာအနောထအမြင့်တွင်မဲ့မင်းသားနဲ့စုကတိဘုရင်တို့ရဲ့စီချင်းထိုးပွဲကျင်းပါတယ်အဲ့လိုကျင်းပတဲ့အချိန်မှာပထမသူ့ရဲ့နောင်တော်တော်တဲ့စုကတိဘုရင်ကသူကအရင်ထိုးတယ်ထိုးလိုက်တဲ့အခါမှာချက်ကောင်းကိုမထီပဲနဲ့မြင်းရဲ့ကာကြိုးတစားကိုသွားထိတယ်အဲ့ဒီအချိန်မှာအနောယထာကဒီခါနောင်တော်အလှည့်ပြီးပြီကျွန်တော်အလှည့်ပဲဆိုပြီးမြင်းကိုလှည့်ပတ်စီးပြီးတော့စုကတိဘုရင်ဘက်ကိုအနီးကပ်တဲ့အခါမှာလှမ်းနဲ့ထိုးလိုက်တဲ့အခါမြင်းရောစုကတိဘုရင်ရောချောင်းထဲကိုကျသွားလို့အဲ့ဒီချောင်းကိုမြင်းကဘာချောင်းလို့မြင်းရောကရောပါသွားလို့မြင်းကဘာချောင်းလို့ဒီလိုတွင်တယ်လို့သမိုင်းမှာရေးထားတယ်ပေါ့အဲ့ဒီအချိန်ကနေစပြီးတော့မြန်မာနိုင်ငံမှာခေတ်တစ်ခုပေါ်ထွန်းတယ်လို့ဆိုရမှာဖြစ်တယ်အဲ့တော့မြန်မာလူမျိုးတွေဟာကိုယ်သမိုင်းကိုဖတ်ရှုလေ့လာသင့်တယ်ပေါ့လေ့လာမှုအားနည်းနေကြတယ်ဖတ်ရှုလေ့လာသင့်တယ်အဲ့ဒီအချိန်ကစပြီးတော့မြန်မာနိုင်ငံမှာခေတ်တစ်ခုပေါ်ထွန်းလာတာဟာတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်သေးနန်းတဲ့ယုံမြတ်မကမြန်မာနိုင်ငံမှာပုံပြက်နေတဲ့ဗုဒ္ဓသာသနာတော်ကြီးကိုပုံမှန်ပြန်လည်ထွန်းကားလာအောင်အနောယထာဘုရင်ဟာတထုံကကြွလာတဲ့ရှင်ဓမ္မဓာတိဆိုတဲ့ယဟန်တော်နဲ့နောက်ပိုင်းတော့ရှင်ရဟန်းလို့နာမည်ကြီးသွားတယ်ဘွဲတော်ကရှင်ဓမ္မဓာတိတထုံမဲကကြွလာတဲ့ရှင်ဓမ္မဓာတိရဲ့အဆုံးအမကိုယုံကြည်လေးစားပြီးနောထာဘုရင်ကြီးကမြန်မာနိုင်ငံမှာဗုဒ္ဓသာသနာတော်ကိုစတင်တည်ထောင်ခဲ့တာဖြစ်တယ်အဲ့ဒါလို့တည်ထောင်တဲ့အခါသူသာသနာတည်ထောင်မှုကိုကြည့်တမန်အပြင်ပြောမယ်ဆိုရင်ဖရာတဲ့ကျောင်းဆောက်ဆိုတဲ့ဒီအလုပ်ကိုလုပ်တယ်လို့ထင်ရသို့တော့ဗုဒ္ဓသာသနာပေါ်ထွန်းဖို့ရအတွက်အရေးကြီးဆုံးကဖရာတဲ့တာကျောင်းဆောက်တာတင်မဟုတ်သေးဘူးအရေးကြီးဆုံးကဘာတော့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမလို့ခေါ်ရတဲ့ပိဋကတ်3 သွယ်နိကေ9ပြားဓမ္မခန္ဓာပေါင်း7400မြန်မာလူမျိုးတွေရဲ့ယဉ်နဲ့နှလုံးထဲရောက်အောင်ပို့ဆောင်ခြင်းဟာအဓိကကြတယ်ပေါ့ထိုဘုရားရဲ့ဆုံးမတော်တွေယဉ်နဲ့နှလုံးထဲရောက်လာမှအခုလိုဘုရားကြောင့်ကနေဆိုတာဖြစ်လာဒီတရားတွေယဉ်နဲ့မရောက်ဘူးဆိုရင်ဘုရားကြောင့်ကဆိုတာဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့အဓိကကြလာတော့ပိဋကတ်3 သွယ်နိကေ9ပြားဓမ္မခန္ဓာပေါင်း7400အဲ့ဒီအချိန်မှာပကံမှာမရှိသေးဘူးလို့ဆိုတယ်ဒါကြောင့်မို့အမပြေသူဝနဘူမိလို့ခေါ်တဲ့ရှင်သောနာတို့ရှင်ဥဒ္ဒရတို့သာသနာပြုတယ်တက္ကရာ236လောက်ကမြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အတောကဘုရင်ကြီးရဲ့ mission လို့ပြောမှာအဲ့ဒီသောနာဥဒ္ဒရမထေရမြတ်2ပါးတို့ကယူဆောင်လာတဲ့ပိဋကတ်3 ပုံဟာအစုံပေါင်း30ကျော်သုဏဗုမိဆိုတဲ့တထုံမှာရှိနေတယ်အဲ့ဒီအုပ်ချုပ်နေတဲ့ဘုရင်ကအဲ့ဒီတော့ကမနုဟာလို့မနောဟရဆိုတဲ့ပါဠိစကားဖြစ်လာတဲ့မနုဟာဘုရင်ကြီးအဲ့ဒီကနေပိဋကတ်3 ပုံအစုံ30ကိုပကံကိုဆင်နဲ့တင်ယူလာပြီးတော့ပကံမျိုးသူမျိုးသားတွေဥတီပြီးရှင်ရဟန်းနဲ့တထုံကပါလာတဲ့သဒ္ဒပိဒပုဂ္ဂိုလ်တွေအလုံးပေါင်းစုပြီးတော့ပိဋကတ်သင်ကြားမှုကိုစတင်လုပ်ခဲ့တာပကံခေသာသနာထွန်းကားတဲ့အဆင့်ကိုရောက်သွားတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုသိကြည်စကြသိလို့ပကံဟာသာသနာထွန်းကားသွားတာတမန်အပြင်လူတွေသိနေကြတယ်ပကံဟာဘုရားပထိုးတွေပေါ်တယ်လို့ပဲ
ဖះတဲ့တယ်ဖះပထိုးတွေပေါ်တယ်လောက်ပဲသိတာပကံဘာကြောင့်ဖះပထိုးတွေပေါ်ရတယ်လဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တဲ့ပိဋကတ်3သွဲ့နိကေ9ပြားဓမ္မခန္ဓာပေါင်း8400ဆိုတာဒါတွေကိုသင်ယူပြီးတော့ဟောပြောဖြန့်ဖြူးခဲ့တဲ့အတွက်ကြောင့်လူတွေဟာတရားဓမ္မကိုသိမြင်ပြီးတော့ခုလိုမြန်မာနိုင်ငံမှာနိုင်ငံတကာကနေပြီးသလင်းတော်ပကိုးတာတို့ချီးမွမ်းရလောက်အောင်မြန်မာနိုင်ငံရဲ့မြေပေါ်မှာဘယ်နေရာကြည့်လိုက်စေတီပထိုးတွေလွှမ်းမိုးနေတာကိုတွေ့ရတာဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရရှိလို့ရှင်ထဲကတရားတွေပေါက်ဖွားပြီးတော့စေတီပထိုးတွေတည်ထားကြတာဖြစ်တယ်အဲ့ဒါကအပေါ်ယံချိပြောတဲ့စကားသာဖြစ်တယ်တကယ်ကတော့အနောထဘုရင်ကြီးဥဆောင်ပြီးတော့သာသနာပြုလိုက်သည့်အတွက်ကြောင့်မြန်မာလူမျိုးတွေရဲ့ယဉ်ထဲမှာခိုင်မာတဲ့ယုံကြည်မှုတစ်ခုရသွားတယ်ဒါကတော့ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ကံကံရဲ့အကျိုးကိုယုံကြည်တယ်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာဆိုတာတွေပြုစုအားထုတ်ကြတယ်သုဝိနိဗိဓမာထဲမှာဗိဓမာတရားကိုပကံခေတ်မှာအထူးလေးစားပြီးသင်ကြားခဲ့ကြတယ်ဆိုတာလေစာရဲပေထဲမှာဆိုထားတာရှိပကံဟာစာပေကျမ်းကဘယ်လောက်ထိအောင်တက်သွားတော့တိုးတက်သွားတော့ဆိုလို့ရှိရင်နောက်ပိုင်းဆက်ခတ်တဲ့ဘုရင်တွေထဲမှာထင်ရှားတဲ့ဘုရင်တွေကကြာစွာဘုရင်လို့ခေါ်တယ်အဲကြာစွာဘုရင်တစ်ထက်မှာဘုရင်နန်းတော်ထဲမှာတောင်မှပဲပိဋကစာပေကိုပို့ချတဲ့စာချကံဆိုတာရှိလာတယ်ဘုရင်ရဲ့သမီးတော်ဖြစ်တဲ့တန်ပြင်မင်းသမီးဆိုတာလဲယဟန်တော်တွေကိုတောင်းပိဋကစာပေတွေပို့ချခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေဒါတမန်အားဖြင့်မှတ်ယူရမှာမဟုတ်ဘဲနဲ့အလေးနဲ့ထားရမှာဖြစ်တယ်အဲ့ဒါလို့အနောထဘုရင်ကြီးလက်ထက်မှာပိဋကစာပေတွေကိုပြန်ပေါင်းအောင်လုပ်ခဲ့သည့်အတွက်ကြောင့်ပါဠိတွက်ချက်မှုဟာပကန်းခေတ်မှာတည်းပဲအထွတ်ထိပ်ကိုရောက်ခဲ့တယ်လို့ပြောအောင်ဘာကြောင့်လဲဆိုရင်ပါဠိကျမ်းကနေဗမာပကန်းမှာရေးသားခဲ့တာတွေရှိတယ်ဒီဟိုနိုင်ငံကပိဋကတ်တွေကိုလည်းယူဆောင်တယ်တိုက်ဆိုင်တယ်စာပေကျမ်းနိုင်ငံနေဘက်ကတိုးတက်လာအောင်ပိဋကတ်တိုက်တွေတိဆောက်ပြီးတော့တထုံကပိဋကတ်ဒီဟိုနိုင်ငံကပိဋကတ်နှစ်ခုနှိုင်းရှင်လေးလာဖို့ဘုရင်ကြီးဟာပိဋကတ်အစုံပေါင်းများစွာပိဋကတ်တိုက်ထဲမှာထားပြီးတော့တကြွနဲ့ယဟန်သံဃာတွေကိုပင့်ပြီးတော့လေးလာအထုတ်စေတယ်အဲ့လိုလေးလာအထုတ်လိုက်သည့်အတွက်ကြောင့်ပကံဟာပါဠိကျမ်းဂန်ကြီးတွေကိုရေးသားနိုင်တဲ့အတိုင်းအတာအထိရောက်ရှိသွားတယ်ဘယ်လောက်ထိအောင်တက်သွားတော့ဆိုကြာစွာမင်းလက်ထက်ရောက်တဲ့အခါမှာရှင်အခဝန္တလို့လည်းခေါ်တယ်အခပဏိတလို့လည်းခေါ်တယ်အဲ့ဒီဆရာတော်ကြီးရေးသားတဲ့တတ္ထနိတိဆိုတဲ့သရကျမ်းကြီးဟာသုံးတွဲရှိတဲ့ထဲပဲသုဒ္ဓမာလာပဋ္ဌမာလာဓာတုမာလာဆိုတဲ့အခန်း၃ခန်းနဲ့သုံးတွဲရှိတဲ့စာမျက်နှာ600လောက်ရှိတဲ့ပါဠိစာပေကိုပြောင်းမြောင်းရေးသားနိုင်ခဲ့တာဟာအနောထဘုရင်နဲ့ရှင်ရဟန်းတို့ရဲ့ကြီးပွားကြိုးစားအထောက်မှုကြောင့်ဖြစ်တယ်ဒါကနမူနာတစ်ခုတင်ထုတ်ပြတယ်ပါဠိစာပေနဲ့ပတ်သက်ပြီးတခြားကျမ်းဂန်တွေလည်းပကန်းနိုင်ငံမှာထွန်းကားခဲ့တာဖြစ်တယ်အဲ့ဒါတွေကဘာတွေပြနေတာလဲလို့ဆိုမြန်မာနိုင်ငံဗုဒ္ဓသာသနာခိုင်မြဲအောင်ဘယ်လိုလုပ်ရမလဲဆိုတာဒီစာပေကျမ်းဂန်တက်မြောက်ဖို့ကဒါအရေးကြီးတယ်ဆိုဒါကိုဖော်ပြတာအဲ့တော့အဲ့ဒါလို့ပကံမင်းအနောထဘုရင်လက်ထက်ကပြုစုပြုထောင်ခဲ့တဲ့ဗုဒ္ဓသာသနာတော်ဟာအရှိန်အဝါကြီးမားစွာနဲ့ပကံမင်းရဲ့ရှားရုကိုဆက်ခံတဲ့စောလုဘုရင်လက်ထက်မှာတိုးတက်မှုတစုံတရာမရှိတော့လဲနှစ်အနည်းငယ်အတွင်းမှာအာဏာရလာတဲ့ကျစစ်မင်းရဲ့လက်ထက်မှာတော့ယာယီတိုးတက်သွားတယ်လို့အဲ့ဒီကနေနောက်ပိုင်းမှာကြာစွာဘုရင်ကြီးတို့လက်ထက်မှာဆိုဒါတိုးတက်သွားအဲ့ဒီကနေတိုးတက်လာခဲ့တဲ့ဗုဒ္ဓသာသနာတော်ဟာသာလွန်မင်းတရားလက်ထက်ထီအောင်လို့ပြောရမှာဖြစ်တယ်နော်
တာလောမင်းတရားတို့လက်ထက်ထိအောင်တိုးလာအဲ့ဒီထိအောင်အရှိန်အဝါကြီးမားနေတယ်လို့သူတို့ပြောအဲ့တော့ပါဠိလိုစာပေကျမ်းကနေကိုထိုက်ထိုက်တန်တန်ရေးသားနိုင်တဲ့အဆင့်ရောက်သည့်ထိအောင်စာပေပို့ချသင်ယူခဲ့ကြတာဟာအဓိကကြတယ်ဖျားတဲတာကြောင်းဆောက်တာတကယ်ကအဓိကမဟုတ်ဘူးဘာကြောင့်အဓိကမဟုတ်ဘူးမလို့ရဘူးလို့ပြောတာလည်းမဟုတ်ဘူးအဓိကမဟုတ်ဘူးလို့ဆိုတာပါတော့အကြောင်းရင်းမဟုတ်ဘူးလို့ပြောတယ်အကြောင်းရင်းကဘာလို့ဆိုရင်ရှင်ထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမပိဋကတ်တွေရောက်ရှိခြင်းကအကြောင်းရင်းအဲ့ဒီအကြောင်းကြောင့်ဖျားတဲခြင်းကြောင်းဆောက်ခြင်းဆိုတဲ့သာသနာပြုလုပ်ငန်းတွေကိုလှုပ်လာနိုင်တာဖြစ်တယ်ပေါ့အဲ့ဒီလိုမြန်မာပြည်နေဟာဆရာတော်ကြီးတွေရဲ့ဩဝါဒခံပြီးတော့စင်စစ်မပြတ်ပြုစုပြောထောင်ခဲ့တဲ့သာသနာဟာခဏိထီအောင်ပဲအရှိန်အဝါရှိနေသေးတယ်လို့ပြောဖြစ်တယ်နော်အရှိန်အဝါရှိနေနောက်ဆုံးမြန်မာနိုင်ငံမှာဘုရင်စနစ်ပျောက်ကွယ်သွားတဲ့အချိန်မှာအမြောင်မြင်ရှိကြတဲ့မန္တလေးမြို့ကပရိယတ္တိသာသနာဟိတခေါင်းဆောင်တဲ့လူကြီးတွေထို့အရဒေသမှာရှိတဲ့ဘုရားဘာသာဝင်လူကြီးလူကောင်းတွေဟာဘုရင်ခေတ်ကလှုပ်တဲ့စနစ်အတိုင်းစာပေကျမ်းကနေကိုစင်စမပြတ်သင်ခွင့်ရအောင်ဆောင်းဝဲတွေပြုစုပြောထောင်ပြီးတော့သာသနာအသက်ကိုဆက်ခဲ့ကြတယ်အဲ့ဒီမှာဒီကနေ့ပြောချင်တာမြတ်ဗုဒ္ဓသာသနာနဲ့တန်လွန်မင်းတရားဆိုတာတန်လွန်မင်းတရားကြီးကကောင်းမှုတော်ဖရာတီးတယ်ဆိုပြီးတော့လူတွေကဒီလောက်လေးပဲဖရာတဲ့တာနဲ့ပဲဂုံပြူရမှာလားစဉ်းစားကြည့်ရမှာနော်ဖရာဆိုတာပတ်စံရှိရင်ခဏခေတ်လည်းတဲနေကြတာပဲလေအဲ့တော့တန်လွန်မင်းတရားဘာတွေလုပ်ခဲ့တယ်လဲဆိုတာသိဖို့ပိုရည်ချစ်ကောင်းမှုတော်ဖရာကြီးတဲခဲ့တယ်ဆိုတာလေးလောက်တင်မကြည့်နဲ့ကောင်းမှုတော်ဖရာတဲ့ခဲ့တယ်ဆိုတာအပေါ်ယံမူလအခြေအမြစ်မဟုတ်ဘူးလို့ပြောနိုင်တယ်။ဘာကြောင့်လို့ဆိုရင်သာသနာတော်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်တာဖရာเจ้าကနေမဟုတ်ဘူး။ရှင်ထဲမှာရှိတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေသာဖြစ်တယ်။ဘာကြောင့်ဒီလိုပြောရတာတော့ဆိုဟိုတစ်ချိန်တုန်းကဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ဒီကနေ့ပါကစ္စတန်အာဖဂန်နစ္စတန်လို့ခေါ်တဲ့နိုင်ငံတွေရှိတယ်။အဲ့ဒီမှာဖရာပြည့်တွေအများကြီးရှိတယ်ပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့အဲ့တောင်တကြောမှာဖះเจ้าကနေအများကြီးရှိတယ်ကြားလိုက်ကြမှာပေါ့အာဖဂန်နစ္စတန်မှာကြောက်တော်ကြီးကိုထုထွင်းထားတဲ့ဘုရားရုပ်ဘွားတော်ကြီးကိုအမြောင်းနဲ့ဖြတ်ပြီးတော့ဖြုတ်ဖြဲချတယ်ဆိုတာကြားဘူးကြမှာပေါ့အဲ့တော့ဖះเจ้าကန်ဆိုတာဟာရင်ထဲကတရားတရားတွေရှိလို့တိဆောက်ခဲ့ကြတာမှန်တော်လည်းပဲဖះเจ้าကနေကသာသနာတော်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ပါလားလို့ဆိုထိမ့်ဆောက်နိုင်မှုပါကစ္စတန်နိုင်ငံမှာဘုရားရဲ့ဇီတော်တွေရုပ်ဘွားတော်တွေအများကြီးရှိတယ်ကန္တာရခေရုပ်ဘွားတော်ဆိုပြီးဗမာပြည်မှာတောင်မှပဲတိရူဆရာတော်ဘုရားကြီးရဲ့ကျေးဇူးနဲ့ဖူးခြင်းနဲ့ဆိုရင်အဲ့ဒီကန္တာရခေလက်ရာတွေကိုဖူးလို့ရနော်အဲ့တော့ဆိုလိုတာကတို့မြန်မာနိုင်ငံမှာသာသနာဘာကြောင့်တည်နေတာလဲအခုလိုဖျားတွေအကြောင်းကနေများလို့တည်တာလားလို့ဆိုလုံးဝမဟုတ်ဘူးเนาะလုံးဝမဟုတ်ဘူးအဓိကကတော့မြန်မာနိုင်ငံဘုရင်ဆက်ဆက်ဆရာတော်ကြီးတွေဆက်ဆက်ပိဋကတ်စာပေကိုစဉ်ဆက်မပြတ်သင်ယူပို့ချပေးခဲ့ကြလို့ဒီသာသနာတော်ကိုတည်အောင်လုပ်ခဲ့တယ်လို့သူတို့ယူဆတာလုံးမင်းတရားကြီးဟာသူကလေးလာကြည့်မယ်ဆိုရင်တာလုံးဆိုတဲ့စကားလုံးကသူများတဲ့သားတယ်သူများတဲ့တာလုံးကောင်းမွတ်တယ်ဆိုအဓိပ္ပာယ်နဲ့ဒီလိုပြောကြတယ်ပေါ့နော်တာလုံးဆိုသူများတဲ့ပို့တာလုံးနဲ့သို့တော့ဒီနာမည်ကဒီဘုရင်ရဲ့မူလနာမည်မဟုတ်ဘူးရှားဆိုရင်ဆရာတွေကလွယ်ကူအောင်လို့မှတ်တမ်းတင်တဲ့နာမည်သာဖြစ်တယ်သူ့ရဲ့နာမည်မဟုတ်ဘူးသာလုံးမင်းတရားရဲ့ဘွဲ့ခံထားတဲ့နာမည်ကတိရိသုတ္တမရာဇာမဟာဓိပတိတိရိသုတ္တမရာဇာမဟာဓိပတိကမှဒါသာလွန်ရဲ့သူ့ရဲ့
ဖွဲ့ခံထားတဲ့နာမည်လို့သူတို့ဆိုလို့တယ်အဲ့တော့တာလွန်လို့ဆိုတာဘယ်သူကခေါ်တာတော့ရာဇဝင်ဆရာတွေကရေးမှတ်တယ်အဲ့လိုရေးမှတ်တာတွေကအများကြီးလေဘာကြီးတော်မင်းတရားတဲ့ဘိုးတော်မင်းတရားတဲ့မေးကြည့်ပါလားဘယ်သူဘိုးတော်လဲကိုဘိုးတော်လားသူများဘိုးတော်လားဘာကြီးကဘယ်သူဘာကြီးတော့နော်အရာဇဝင်ဆရာတွေကမှတ်လို့လွယ်အောင်လို့မင်းတို့ခက်မှာရေးတဲ့ရာဇဝင်ဆရာတွေကမင်းတို့မင်းရဲ့ဘာကြီးတော်လို့ဘာကြီးတော်လို့ရေးတာကိုဘာကြီးလဲအောက်မေ့မနေနဲ့ဘိုးတော်လို့ရေးတာလဲမင်းတို့မင်းရဲ့ဘိုးတော်တော်လို့ဘိုးတော်လို့ရေးတာကိုဘိုးတော်မဟုတ်ဘူးနော်လွယ်အောင်လို့ရေးတာအခုလဲတာလွန်ဆိုတဲ့နာမည်ဟာအကြောင်းနှစ်ခုနဲ့ရေးမှတ်တယ်လို့သမိုင်းမှာတို့ဆိုတယ်သူရဲ့နောက်တော့အနောက်ဖက်လွန်လို့ခေါ်တယ်သမိုင်းဆရာကြီးမှတ်တာအနောက်ဖက်လွန်ဟန္တာဝရီရဲ့အနောက်ဖက်မှာသူ့ရဲ့သားတော်မင်းရဲ့ဒိဗ္ဗကလှုပ်ကြံတပ်ဖြတ်လို့ဟန္တာဝရီရဲ့အနောက်မှာဒီနတ်ရဆန်လွန်တာဖြစ်သောကြောင့်အနောက်ဖက်လွန်လို့ဒီလိုရေးလိုက်တာဒါလဲသေတာကိုအကြောင်းပြုပြီးရှေးတုန်းကသေတယ်လို့မပြောဘူးလွန်တယ်လို့ပြောတာနော်လွန်တယ်ဆိုတဲ့ဝေါ်ဟာရသေဆုံးခြင်းကိုဆိုလိုတယ်အဲ့တော့အနောက်ဖက်မှာဟန္တာဝရီရဲ့အနောက်ဖက်ကမ်းမှာတာလွန်သွားသည့်အတွက်ကြောင့်အနောက်ဖက်လွန်လို့ခေါ်ပြီးတော့ညီတော်ဖြစ်တဲ့တာလွန်မင်းတရားကြတော့ဘာကြောင့်တာလွန်လို့ခေါ်တယ်လဲလို့ဆိုရင်နန်းတော်ပေါ်မှာတက်တက်သားသားနဲ့ကွယ်လွန်သောကြောင့်တာလွန်လို့ခေါ်တာအဲ့နာမည်များမှဲ့ဖို့သွားမအောင်မိတ်တွေနဲ့အဲ့ဒီအဓိပ္ပာယ်နဲ့ခေါ်တာနောက်တစ်ခုကတော့ရာဇဝင်ဆရာတွေကပြောတော့ဆိုတာလွန်ဆိုတာသူ့နိုင်ငံမှာဒီဘရင်လက်ထက်မှာတိုင်းပြည်ဟာတိုးတက်လာတယ်တာလွန်ပြီးတော့စီကားလာတယ်ဒါကြောင့်မို့လို့တာလွန်လို့ခေါ်တယ်လို့အဓိပ္ပာယ်နှမျိုးဖွင့်ဆိုတယ်နော်လွန်ဆိုတဲ့စကားလုံးကသေဆုံးခြင်းကိုဖော်ပြတယ်သေဆုံးခြင်းကိုဖော်ပြတယ်အဓိကရှေးတုန်းကတော့သေတယ်လို့မရေးဘူးငယ်ငယ်ကလွန်ဟုတ်လားကြီးမှလွန်တော်မူသည်ဒီလိုပဲရေးတယ်နော်နောက်ပိုင်းကျတော့ဘုန်းကြီးပြန်လွန်တော်မူတဲ့အခါပြန်ဆိုတဲ့စကားထည့်ပြီးပြန်လွန်ဖြစ်သွားတယ်ရှေးတုန်းကတော့လွန်ဆိုတဲ့တစ်လုံးနဲ့ပဲရေးတယ်နောက်ပိုင်းမှာဆန်လွန်တယ်ပြန်လွန်တယ်ဆိုတဲ့စကားလုံးတွေထည့်တယ်အဲ့ဒါတွေကလွန်လို့ဆိုတာဘဝတစ်ခုအဆုံးသတ်သွားတာကိုဆိုလိုတယ်လို့တာလွန်ဆိုတာနန်းတော်ပေါ်မှာတက်တက်တာတာနဲ့ဘဝတစ်ခုအဆုံးသတ်သွားလို့တာလွန်လို့ခေါ်တယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်နော်ဒီလိုခေါ်တာဟာရာဇဝင်ဆရာတွေကခေါ်ခဲ့တာဖြစ်တယ်ရာဇဝင်ဆရာတွေကခေါ်ခဲ့တာဖြစ်တယ်အဲ့တော့ထားလိုက်တော့ဒီနာမည်တွေသမိုင်းတွေဆိုတာမြန်မာနိုင်ငံမှာမန္တရာဆိုရင်ရှိတယ်ကုန်းမောင်ဆက်ရာဆိုရင်ရှိတယ်အဲ့ဒီရာဆိုရင်ဒီကိုမြန်မာလူမျိုးတွေဟာလေ့လာသင့်တယ်ပေါ့လေ့လာရမှာဖြစ်တယ်ကိုလူမျိုးကိုတိုင်းပြည်ကိုရဲ့ဘူဝမိဘတွေဟာဘာတွေလုပ်ခဲ့ကြသလဲဘာတွေလုပ်ခဲ့လို့ဒီကနေ့တို့အခုလိုဘဝမျိုးမှာနေရသလဲဆိုတာလူတိုင်းဒီသင်္ကန်းစာယူတဲ့အနေနဲ့မှတ်သားကြမှာဖြစ်တယ်အဲ့တော့ခြေဆုတရားဆိုတာသိတတ်ရအောင်ဘုန်းကြီးတို့တွေဟာအခုလိုမြန်မာနိုင်ငံမှာဗုဒ္ဓသာသနာတော်ကြီးထွန်းကားပြီးတော့တိုင်းသူပြည်သားအလုံးကလည်းဘုရားကိုတရားကိုသံဃာကိုယုံကြည်လို့တလင်းတော့ပကိုးတာဘုရားပထိုးတဲ့ပေါ်တဲ့နိုင်ငံလို့တခြားနိုင်ငံတွေကခုံပြောလောက်အောင်ဘုရားပထိုးတွေပေါ်တဲ့နိုင်ငံအဖြစ်ရောက်ရှိတာသူ့ဟာသူအလိုလျောက်ရောက်လာတာလားဘသူတွေရဲ့ကျေးဇူးလဲဆိုတာကိုသိရှိနားလဲကြပါသိရှိနားလဲပြီးတော့ကိုယ့်လက်ထက်မှာတို့ဘာလောက်ရမှာလဲဆိုတာအရေးအကြီးဆုံးပဲပေါ့ဘဝသင်္ကန်းစာအနေနဲ့ယူပြီးတော့တို့ဘာလောက်တဲ့နေဆိုတာကိုကိုယ့်ရဲ့လက်ထက်ကိုယ့်သမိုင်းမှာ
ကိုကြိုးစားအထောက်ဖို့တမိုင်းရဲ့မွေနှစ်တွေကိုထိမ့်သိမ်းဆောက်ရှောက်ရုံမြတ်မကကိုယ်တိုင်ကဒီထိမ့်သိမ်းဆောက်ရှောက်မှုတဲ့အပြင်ဘာပိုလုံးနိုင်တယ်လဲကိုလုံးနိုင်တဲ့အလုပ်တစ်ခုဘာလုံးတင်တယ်လဲဆိုတာကိုသိရှိနားလည်ကြမှာဖြစ်တယ်။ကဲဒီနေ့မြတ်ဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီးတော့သာလုံမင်းတရားရဲ့ခြေဆုတရားတွေကိုရှာကြံပြီးတော့ကြည့်အောင်အပြည့်အစုံမဟုတ်တော့လည်းပဲသူလုပ်ခဲ့တဲ့အလုပ်တွေထဲမှာလူရဲ့တန်းခဲ့တဲ့ထဲမှာကောင်းမှုတော်ဘုရားကြီးဟာအချစ်ဆုံးပဲအဲ့တော့ကောင်းမှုတော်ဘုရားကြီးဇေဒီကြီးတီလို့သူဟာဂုဏ်ပြုလိုက်သလားလို့ဆိုသူဟာဘယင်ပဲသူ့နိုင်ငံမှာသူဘုရားတဲ့တာဘာမှမဆမ်းဘူးလို့ပြောနိုင်တယ်ပေါ့သို့တော့ဒီသာသနာတော်နဲ့ပတ်သက်ပြီးဘာလုပ်ခဲ့တယ်လဲဒါအရေးကြီးတယ်ပေါ့ဘုရားကျောင်းကနေလှူခဲ့တယ်ဒီဟာတွေကလည်းပဲဘုရားဘာသာဝင်တယောက်ကိုယ်အတိုင်းဒါတစ်ခုနဲ့လုံးနိုင်တာကိုလုပ်ခဲ့တဲ့သဘောရှိတယ်အဲ့တော့တန်လွန်မင်းတရားရဲ့ထူးခြားချက်ကဘာရှိလဲသူ့ဘဝကိုကြည့်ကြည့်အောင်သူဟာသမိုင်းမှာဆိုလို့ရှိရင်ညောင်ရမင်းဆက်ထဲမှာပါတဲ့ဘုရင်တူပဲပကံမင်းဆက်ကလည်းမဟုတ်ဘူးတောင်ငူမင်းဆက်လည်းမဟုတ်ဘူးဟတဝရီမင်းဆက်လည်းမဟုတ်ဘူးညောင်ရမင်းဆက်ကနေပြီးတော့ဒီသူ့ရဲ့နောက်ဖက်လွန်မင်းတရားမရှိတဲ့အခါမှာသူနန်းတက်လာတဲ့သာလုံမင်းတရားပဲသူ့ရဲ့နောက်တော်ဖြစ်တဲ့အနောက်ဖက်လွန်မင်းတရားဟာဒီကနေ့တညင်လို့လဲခေါ်တယ်တန်လျင်လို့လဲခေါ်တယ်နော်ရန်ကုန်တစ်ဖက်ကမ်းမှာအုပ်စိုးနေတဲ့ပုဂ္ဂိုလ်တွေကပေါ်တူဂီလူမျိုးတွေအုပ်စိုးတာအဲ့ချက်ပေါ်တူဂီလို့ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့ဘာသာတရားကအစ္စလာမ်ဘာသာတရားအဲ့တော့တညင်ဘက်ကဘုရားဘာသာမဟုတ်ဘူးအဲ့ချက်အဲ့ဒီတညင်ကိုပြန်ပြီးသိမ့်ပိုက်ဖို့ကြိုးစားခဲ့တာဘယ်သူတော့ဆိုရင်အနောက်ဖက်လွန်သူတို့ညီကိုနှစ်ယောက်လို့ပြောခြင်းပြောပေါ့အနောက်ဖက်လွန်မင်းတရားခေါင်းဆောင်ပြီးတော့အကယ်၍သာတညင်ကိုပြန်ပြီးမသိမ့်ပိုက်နိုင်ဘူးဆိုရင်မြန်မာပြည်ရဲ့သာသနာဘလောက်အခြေအနေဆိုးသွားနိုင်တယ်ဆိုတာစဉ်းစားကြည့်နိုင်တယ်ပေါ့နော်ဒါသမိုင်းကြောင်းကိုပြောပြတာအဲ့တော့သူ့ရဲ့နောင်တော်ဟာအဲ့ဒီတညင်ကိုသိမ့်ပိုက်နိုင်သည့်အတွက်ကြောင့်ရန်ကုန်နဲ့အောက်ပိုင်းဒေသတွေဟာဘုရားဘာသာစင်ကြယ်ပြပြန်ပြီးထွန်းကားတယ်ဒါသမိုင်းနဲ့ကိုယ့်အမျိုးကိုလှုပ်တာပေါ့ဟိုတထပြတ်တာကတော့ချီကျူးရမှာမဟုတ်ပါဘူးသို့တော့ဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေကိုရှင်သန်အောင်ထိမ့်သိမ်းဆောက်ရှောက်တဲ့နေရာမှာလှုပ်တဲ့သဘောပြောပြတာနော်အဲ့ဒါနဲ့ဘုရားဘာသာဟာဆက်လက်ရှင်သန်လာခဲ့တာနောက်ဖက်လွန်မတရားတိုင်းပြည်ကိုအုပ်စီးမပြည့်ပြန်ပြီးစုစိမ်းနိုင်ပြီးတော့သာလုံမင်းတရားဟာဘယ်နှခုနှစ်မှာမွေးဖွားလာတာတော့လို့ဆိုမြန်မာတက္ကရာ946ခုနှစ်မှာသူမွေးခဲ့တယ်နော်946ခုနှစ်မှာဒီကြားထဲမှာတက္ကရာကခဏခဏဖြိုသေးတယ်ဆိုတော့တော်တွဲရခက်တယ်နော်946ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့1010ခုနှစ်မှာနိုင်ရဆန်းမင်းသားဘဝနဲ့က45နှစ်တိုက်ပြည်ရဲ့အမှုထမ်းခဲ့တဲ့မင်းသားဘဝနဲ့က45နှစ်ရှေ့တော့ရာဇဝင်ဆရာတွေကတော့အိမ်နှိမ့်ဆန်လို့ခေါ်တယ်အိမ်နှိမ့်ဆန်ဘဝလို့ရေးတယ်ဒါအာဏာမရခင်ပေါ့နော်အိမ်နေစဉ်ဘဝအမှုထမ်းဘဝမှာ45နှစ်45နှစ်မှသူဘယင်ဖြစ်တယ်အဲ့တော့သူနန်းဆန်တဲ့ဘယင်ဖြစ်တဲ့အုပ်ချုပ်တဲ့နှစ်ပေါင်းကအလွန်ကြီးမကြဘူး19နှစ်ပဲသူအုပ်ချုပ်ခဲ့တယ်အဲ့တော့19နှစ်တာတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့အချိန်မှာသူဘာလုပ်ခဲ့သလဲ
သာလုံးမင်းတရားကြီးဘာလုပ်ခဲ့တယ်လဲအလုံးပြောတဲ့လူတွေကကောင်းမှုတော်ဘုရားကြီးတည်ခဲ့တယ်ပြောတယ်ကောင်းမှုတော်ဘုရားကြီးတည်တာဘာထူးခြားလဲပြောစရာတွေအများကြီးရှိတယ်နော်အဲ့တော့ကောင်းမှုတော်ဘုရားတွေမကဘူးသူ့လက်ထက်မှာကောင်းမှုတော်ဘုရားကြီးရဲ့ပတ်လည်မှာအရှိနောက်တောင်မြောက်မှာအရှိဘက်ကပုပ္ပဝနလို့ခေါ်တယ်ပရုပ္ပဝံတောင်ဘက်ကဒက္ခိဏဝံအနောက်ဘက်ကပစ္စည်းမဝံမြောက်ဘက်ကဥဒ္ဒရဝံဆိုကျောင်းကြီး၄ချောင်းလေးပဲတည်ထောင်ခဲ့တယ်အဲ့ဒီကျောင်းကြီးတွေကဘာအတွက်လဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်တွေကိုသင်ကြားပို့ချဖို့စာသင်တိုက်ကြီးတွေတည်ထောင်ပေးတာပဲဖြစ်တယ်ပေါ့အဲ့ဒါအဓိကကြားတယ်နော်အဲ့ဒီလိုမျိုးစာတတ်ပိတဲ့ဆရာတော်ကြီးတွေကိုချီးမြှောက်ပြီးတော့အားပေးချီးမြှောက်ခဲ့တယ်ဒါကြောင့်မို့သာလုံးမင်းတရားလက်ထက်မှာပဲဒီနားကတောင်ဖီလာဆိုတဲ့တောရဘက်ကိုတောထွက်လာတယ်ဝိနည်းအလင်္ကာရတီကာဆိုတဲ့ပါဠိကျမ်းဂန်ကြီးကိုရေးသားသွားတယ်ဆရာတော်ကြီးတွေလည်းပဲသာလုံးမင်းတရားနဲ့မကင်းတဲ့ဆရာတော်ကြီးတွေပေါ့အဲ့ဒီတဲ့သာလုံးမင်းတရားရဲ့သာသနာပြုတဲ့အချက်ကဒီပြင်ဘုရင်နေနဲ့မတူတဲ့ဟာတစ်ခုသူ့ကိုကျေးဇူးတင်ရမယ်အချက်ကပါတော့ဆိုတက္ကရာ1000မှာပထမပြန်ဆောင်ဝဲကိုပထမပြန်ဒီကနေ့ကျင်းပနေတဲ့ပထမပြန်ဆောင်ဝဲနဲ့ဆင်စင်တူတဲ့ဆောင်ဝဲကိုသူစတင်ခဲ့ခြင်းပဲဖြစ်တယ်အဲ့ဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာရှင်ငယ်ယဟန်ငယ်လူငယ်တွေရဲ့ယင်ထဲရောက်လာတာဖြစ်တယ်ဆောင်ဝဲကျင်းပပြီးမြန်မာတက္ကရာ1000မှာသူဘာလုပ်လဲဆိုစာပေကျမ်းဂန်ကိုအဘိချီမြောက်ဖို့သင်ကြားဖို့ကျမ်းဂန်တတ်တဲ့ဆရာတော်ကြီးတွေကိုရှောက်ထားပြီးထိုကျမ်းဂန်တတ်တဲ့ဆရာတော်ကြီးတွေကသင်ကြားပို့ချထားတဲ့ရှင်ငယ်ယဟန်ငယ်တွေကိုဘယ်လောက်ထိတတ်တယ်ဆိုတာကိုသိရှိနားလည်အောင်ကျမ်းတတ်ပြီးတဲ့ဆရာတော်ကြီးတွေကိုမိမိရဲ့ဒီမင်္ဂလာမနက်တွင်ပင့်ပြီးတဲ့စာမေးခံပထမပြန်စာလေးအောင်မေးခံလို့ခေါ်တယ်စာသင်ထားတဲ့ရှင်ငယ်ရဟန်းငယ်တွေကိုနှုတ်တဲ့စာမေးတာကိုဖြေခိုင်းတယ် oral tradition ပေါ့ခုခေတ်လိုလက်နဲ့ရေးဖြေရတာမဟုတ်ပို့တော်ခက်သေးတယ်လက်နဲ့ရေးတာစဉ်းစားဖို့အချိန်ရသေးတယ်ဟိုကအခုမေးအခုဖြေရတာဆိုနှုတ်ဖြေစာမှုပွဲကိုခုခေတ်ဆိုရင်တော့အင်တာဗျူးပေါ့နော်နှုတ်ဖြေစာမှုပွဲကိုဖြေဆိုခဲ့ကြရတယ်တက္ကရာ1000မှာအဲ့လိုစာပေကျမ်းဂန်တွေကိုသင်ကြားပို့ချပြီးတော့စတ္တဆရာတော်ကြီးတွေကိုပင့်ပြီးတဲ့အခါမှာရှင်ငယ်ယဟန်ငယ်တွေကိုနှုတ်မေးခွန်းတွေကိုဖြေခိုင်းတယ်နှုတ်မေးခွန်းတွေကိုဖြေခိုင်းလို့အ내ဒိဗ္ဗေကြာနာဖြေနိုင်လို့စောင်းပွဲအောင်တဲ့ပုဂ္ဂိုလ်တွေကိုဘာလုပ်တော့ဆိုဘုရင်ကိုယ်တိုင်ကယဟန်ကခံပြီးယဟန်ပြုပေးတယ်နော်အဲ့ဒါဒီဘုရင်လက်ထက်မှာစားတယ်လို့ရှေးဘုရင်တွေလက်ထက်လှုပ်တာမလှုပ်တာတော့မှတ်တမ်းမတွေ့ရဘူးပေါ့နော်ဘယ်နည်းနဲ့စာပေကျမ်းဂန်ကိုထိမ့်သိမ်းခဲ့တယ်ဆိုတာမသိရတော့လည်းပဲမှန်နှမ်းရဆိုရင်ရဒီဖြည့်ဆို့နိုင်တဲ့ရှင်သာမဏေတွေရဟန်းခံပေးတာ18ပါးတဲ့အဲသူတက္ကရာ1000မှာကိုရင်က9ပါးတဲ့ကဆုံလမှာရဟန်းခံပွဲကျင်းပါတယ်နောက်ပိုင်းကျတော့ပြောင်းလာတယ်ဒါမို့မြန်မာလူမျိုးတွေရဲ့ဒီယာတိလိုက်ပွဲတော်တွေထဲမှာနေုံလာကစာလျောက်မေးခြင်းစာလျောက်မေးကံပွဲတော်ဝါဆိုလာကြတော့ပင်စင်းတော်ခံဒီလိုလာတော့နော်ဘုန်းကြီးတို့ငယ်ငယ်တုန်းကပထမပြန်ဆောင်ပွဲကနေုံလာမှာကျင်းပတာနောက်ကြတော့မတ်လာခေါ်တဲ့တပေါင်းကိုရွှေ့လိုက်တာအဲ့ဒါနောက်မှရွှေ့ပထမဟုတ်ရှိတုန်းကတည်းကနေုံလာသည်စာမေးပွဲကျင်းပါတယ်လားဝါဆိုလာသည်ပင်စင်းတော်ခံလားဆောင်ပွဲအောင်တဲ့ပုဂ္ဂိုလ်တွေကိုဘုရင်တွေဟာအထူးချီးမြှောက်တယ်ယဟန်ကခံတယ်ယာရုအာဏာရှိတဲ့ဝန်ကြီးတွေနော်တထေးတွေတကြွယ်တွေက
ဆောင်ဝဲအောင်တဲ့ရှင်သာမဏေတွေကိုအထူးချီးမြှောက်ကြတယ်အဲ့ဒီလိုနဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာစัทธပိဋကပုဂ္ဂိုလ်တွေများစွာပေါ်ထွန်းလာခဲ့တာဖြစ်တယ်မင်းတို့မင်းလက်ထက်တို့မှလည်းထီအောင်ဒီအလောက်ကပထမပြန်သမဝဲဆိုတာတာလုံးမင်းလက်ထက်ကစခဲ့တဲ့ဒီပွဲဟာအလုံးကနေ့သူရမဆရာတန်းဆိုတာသွားကြည့်မယ်ဆိုရင်အဲ့ထက်ပဲစာမွေးပဲမေးပြီးတော့နှုတ်တဲ့မိကုန်းတွေကိုမေးတာကိုဖြေရတဲ့ဟာနှုတ်ဖြေသမဝဲလို့ဆိုအဲ့ဒါတွေကိုအခုလို့သင်ကြားပြီးတော့စာပေရည်ချင်းတွေရင်ထဲနှလုံးထဲရောက်အောင်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရင်ထဲနှလုံးထဲရောက်ပထဝီအစမူဝဲရဲ့အစတာလွန်မင်းတရားကလို့ပြောလို့ရတယ်ပေါ့သူတည်ထောင်ခဲ့တဲ့အခုလို့သာသနာတော်ကိုချီးမြှောက်ခဲ့တဲ့ဆောင်းဝဲကျင်းပပေးခဲ့တဲ့တက္ကရာ1000ဟာဒီကောင်းမှုတော်ဘုရားကြီးတည်ထားပူဇော်တာသူ့အတွက်တော့အတိုင်းမသိတဲ့ကုသိုလ်ကောင်းမှုရုပ်ဝတ္ထုပိုင်းကပြောနိုင်တော့လဲဆောင်းဝဲလုပ်ပြီးတော့ရှင်ငယ်ရဟန်းငယ်တို့ရဲ့ရင်ထဲမှာမြတ်ဗုဒ္ဓရဲ့ဆုံးမကိုတည်စေတာကသာကြီးမားတဲ့အောင်မြင်မှုကြီးလို့ကြီးမားတဲ့မဟာကုသိုလ်လို့ခေါ်နိုင်တယ်ပေါ့နော်ကြီးမားတဲ့မဟာကုသိုလ်ပဲသာသနာတော်တည်ထမှုအတွက်တာလုံးမင်းတရားကြီးဟာပထမန်ဆောင်ဝဲရဲ့ရှိပြေဒီဆောင်ဝဲကိုပြုလုပ်ပေးခဲ့တာသူ့ရဲ့အမျှော်အမြင်မြည်မြတ်ကြီးမားတယ်ဆိုတာဘုန်းကြီးတို့တွေသိရှိနားလည်ကြရမှာဖြစ်တယ်တခြားကိစ္စတွေလည်းမှတ်တမ်းမရှိတော့လို့မသိရတာရှိနိုင်တယ်စာရဲဘုရားထဲမှာအများသိတဲ့ဟာလေးတစ်ခုကတော့တာလုံးမင်းတရားတိုင်းကလှိလိတဲ့အခါမှာအမျိုးသမီးတယောက်ကထမရေကိုငှက်ပြစ်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကိုခေါ်ပြီးတော့အဲ့ဒီလိုမလုပ်ဖို့ဆုံးမတယ်ဒါထမရေဆိုတာကလေးငယ်တွေကိုတိုက်တဲ့နယ်ကျမကြီးအတွက်ထမရေဆိုတာမြတ်စွာဘုရားဟောထားတဲ့ယာကုအကျိုး10မျိုးဒါမျိုးတွေရနိုင်လို့အလကားသာသွန်မပြည့်တဲ့မှုဆိုတာကိုဆုံးမပေးသွားတာဟာတမန်အားဖြင့်တော့ဘာမှတန်ဖိုးမရှိဘူးလို့ထင်ရတော့လေမြန်မာလူမျိုးတွေအတွက်အသေးဖွဲလေးကစပြီးတော့အလေလွတ်မရှိအောင်ထိမ့်သိမ်းဆော့ရှော့ဖို့သွန်သင်ဆုံးမခဲ့တာဖြစ်တယ်လို့ဒါတန်ဖိုးကြီးမားတယ်လေထမရေတောက်ရင်ဗီတာမင် B1 B2 B12 ဆိုတာတွေကိုအခုခေတ်ပြောတဲ့ဟာတွေမသိတော့လဲသိကြမှလည်းသိမယ်သိကျင်လည်းသိမယ်ပေါ့လူတွေအတွက်ကျမ်းမာရေးဟာဘလောက်အရေးကြီးတယ်ဆိုတာဟာတာလမင်းတရားကြီးကထမရေတောက်ဖို့တိုက်တွန်းသွားတယ်ဆိုတာဒါကြီးမားတဲ့သူ့ရဲ့အမျှော်အမြင်လို့ပဲပြောမှာဖြစ်တယ်စီးပွားရေးဘက်ကလည်းပဲအခုလိုအသေးဖွဲလေးတောင်သူလမ်းညွှန်ခဲ့တာဆိုတော့ဒီတဲ့ကြီးမားတဲ့ကိစ္စတွေလည်းသူဆောင်ရွက်ခဲ့မှာပဲရာဇဝင်ရေးတဲ့ဆရာတွေကအကုန်မရေးနိုင်လို့သူတို့သိသမျှလေးရေးသွားလို့မြန်မာရာဇဝင်တွေဟာအရေးကြီးတဲ့အကွက်တွေတိမ်မြုပ်ပျောက်ကွယ်သွားတာလို့သူတို့ပြောမှာဘုံတကူတွေကိုဖော်လွန်အားကြီးပြီးတော့ရိုးရိုးသားသားရိုးရိုးနဲ့တိုင်းသူပြည်သားတွေတိုးတက်အောင်လှုံ့ဆော်သွားတဲ့အချက်တွေကိုဖော်ပြခြင်းဟာမစွမ်းနိုင်ဘူးအလေးမထားဘူးအေးတိုင်းပြည်မှာရှိတဲ့ဘုရားကျောင်းကန်တွေကိုပြုပြင်တယ်ဆိုတာသမိုင်းမှာတာလမင်းတရားကြီးရဲ့လုပ်ရက်တွေအကုန်လုံးမှတ်တမ်းတင်ထားတယ်နောက်ကောင်းမှုတော်ဘုရားကြီးကိုတည်ထားတယ်ဘုရားရဲ့ဆွဲတော်ကိန်းဝါယာဒီစီတော်ကြီးကိုတည်ထားခြင်းဖြင့်မြန်မာလူမျိုးတွေအတွက်ဂုဏ်ယူဝင်ကြွားเสีย historical site လို့ခေါ်တယ်သမိုင်းပြကွက်ကြီးတစ်ခုရရှိလိုက်တယ်အဲ့တော့ကျေးဇူးတင်ရမှာအခုမျက်မှောက်ရှိနေတဲ့မြန်မာလူမျိုးတွေဟာကျေးဇူးတင်ကျေးဇူးတင်ယုံနဲ့ပြီးသလားဆိုမပြီးဘူးတာလမင်းတရားကြီးရဲ့ကျေးဇူးတရားတွေကိုသိပြီးတို့တွေသာသနာတော်အတွက်ဘာလုပ်ရမလဲဆိုတာသိအောင်ကိုယ်ကိုယ်တိုင်ကြိုးစားအထောက်ဖို့လိုအပ်တယ်အဲ့ဒါမှအဓိကကြတာရှင်တဲ့နှလုံးထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေမပြောက်ပြက်အောင်
သူလုံးဆောင်ခဲ့တဲ့ပထဝီစာမွေးရဲ့အစရှေ့ပြေးစာမွေးပွဲဟာသူလုပ်ခဲ့တဲ့လုပ်ငန်းတွေထဲမှာခုဒီကနေ့သိရှိရတဲ့မှတ်တမ်းထဲမှာတော့ဒါအကြီးမားဆုံးပဲလှူဒန်းထားတဲ့ရုပ်ဝတ္ထုနဲ့ပတ်သက်တဲ့မြတ်စွာဘုရားကိုပူဇော်တဲ့စေတီပထိုးတွေထဲမှာကောင်းမှုတော်ဘုရားကြီးဟာအကြီးဆုံးဖြစ်တယ်လို့ပဲသူကကြီးကြီးမားမားလှုပ်တတ်တဲ့ဘုရင်ဖြစ်လို့နေလိမ့်မယ်တမန်အဖြစ်ကြီးတယ်လို့မထင်ရတော့လည်းပဲပိဋကစပြီးရင်ထဲနှလုံးထဲရောက်အောင်အခုလိုပထဝီစာမွေးကိုစတင်ပြီးတော့ကျင့်ပပေးနိုင်ခဲ့တဲ့သူ့ရဲ့အမြော်အမြင်ဟာအမှန်တမ်းကြီးမားပါပေတယ်လို့ပြောအောင်အဲ့တော့ဒီတာလုံးမင်းတရားသာဒီလိုလုပ်ခဲ့တာလားဆိုမဟုတ်ဘူးတခြားဘုရင်တွေလည်းပဲလိုက်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်လုပ်ခဲ့တယ်ဘာသာမျိုးစုံနဲ့အခရာမျိုးစုံနဲ့ဥပမာမြန်မာအခရာမွန်အခရာယွန်းအခရာဆိုတာလေအဲ့ဒါတွေရေးပြီးတော့ပိဋကစာပေတွေဘယင်းနေရာဌိနစံတော်မယ်ဆိုရင်ပိဋကအခရာတွေကိုရေးပြီးတော့ပိဋကကျမ်းဂန်တွေကိုဒီသင်ယူပို့ချနိုင်အောင်ဖြန့်ဖြူးခဲ့တာဒါအထင်ရှားပဲအခုခေတ်လိုစာအုပ်တို့ဖြစ်ဖို့လွယ်တာမဟုတ်ဘူးရှေးခေတ်ကတော့ဒီပေပေါ်မှာပိဋကတစုံရဖို့ဆိုတာကညင်းနဲ့ရေးချရတဲ့ခေတ်ပဲဒါကြောင့်မို့အလွယ်တကူဝယ်ယူလှူဒန်းဖို့ဆိုတာလွန်ခဲနေအဲ့ဒီပိဋကစာပေတွေကိုခုလိုဒေသအနှံ့မြန်မာနိုင်ငံတနှံ့အနှံ့ပြန့်အောင်ဖြန့်ဖြူးခဲ့တဲ့မြန်မာဘုရင်တွေရဲ့ခြေဆုတရားဖြန့်ပေးထားတဲ့အတိုင်းသင်ကြားပို့ချခဲ့ကြတဲ့ဆရာတော်ကြီးတွေရဲ့ခြေဆုတရားဟာအမှန်တမ်းကြီးမားတယ်ဒီခြေဆုတရားတွေကိုအောက်မေ့တတ်တာပြီးတို့တွေဟာအပေါ်ယံအပိုက်ကတာမန်အပေါ်ယံလေးတွေမကြည့်ပဲနဲ့သာသနာတော်အတွက်ဘယ်လိုလှုပ်လှုပ်ခဲ့ကြတယ်ဆိုတာကိုရင်ထဲနှလုံးထဲကမှတ်သားပြီးကိုလက်ထက်ကိုမျက်မှောက်ရောက်တဲ့အခါမှာကိုဘာလုပ်ရမလဲဆိုတာသင်ခန်းစာယူပြီးတော့ကြိုးစားအထောက်တင်ပါတယ်မြတ်စွာဘုရားရဲ့အဆုံးအမတော်တွေဒီကနေ့မြန်မာနိုင်ငံမှာပျောက်ကွယ်သွားလို့ဘုရားတရားတန်ခါဘုရားရဲ့အဆုံးအမကိုမယုံကြည်တော့ဘူးဆိုရင်ဘာဖြစ်မလဲစဉ်းစားကြည့်ပေါ့နော်ကုသိုလ်အကုသိုလ်လုံးတဲ့အလုပ်မလုံးတဲ့အလုပ်ဆိုတာကိုသိနေသည့်အတွက်ကြောင့်လူတွေဟာမကောင်းမှုကရှောင်ကြတယ်ကောင်းတာတွေကိုလုပ်ကြတယ်မိဘဆရာသမားတွေကိုယူသေးတယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြောင့်လုပ်နေကြတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေပျောက်ကွယ်သွားပြီဆိုလို့ရှိရင်လူတွေဟာရိုင်းဆိုင်ခြင်းနဲ့ရိုင်းဆိုင်သွားနိုင်တဲ့အနေအထားရှိတယ်ပေါ့အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတည်ရှိနေခြင်းဟာလူလောကအတွက်ဗဟုဇနဟိတအများတရားဝါတွေအခြေအနေကောင်းမှုဖြစ်လာတယ်အခြေအနေကောင်းမှကောင်းကျိုးချမ်းသာဆိုတာဖြစ်နိုင်တယ်ဟိတနဲ့ဒုက္ခဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအကျိုးတရားဟိတရှိမှဒုက္ခရမယ်ဟိတဆိုတာအခြေအနေကောင်းလို့ပြောရမှာဖြစ်တယ်မြန်မာလူပြန်တဲ့အခါမှာအကျိုးစီးပွားလို့ပြောတာကောင်းကျိုးတွေကိုဖြစ်ပွားစေလို့အကျိုးစီးပွားဆိုတာအကြောင်းတရားကိုဆိုလိုတယ်ကောင်းကျိုးတွေကိုဖြစ်ပွားစေလို့အကျိုးစီးပွားလို့ပြောတာအဲ့တော့အခြေအနေကောင်းဆိုတာဘာတော့အခုကောင်းမှုတော်ဘုရားကြီးနဲ့ပတ်သက်ပြီးတော့ကြည့်အခြေအနေကောင်းဆိုတာဘာတော့ဘုရားကြီးရေရှိတည်တံ့မှုလှုပ်ဆောင်တာလည်းအခြေအနေကောင်းတစ်ခုပဲအခြေအနေကောင်းတယ်လို့ပြောရတာပေါ့နော်ရေရှိတည်တံ့မှုအတွက်ထိမ့်သိမ်းဆော့ရှော့မှုသည်အခြေအနေကောင်းထို့တူပဲသာသနာတော်အရှိတည်ထန့်အောင်လှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်တွေလှုပ်ခြင်းဟာအခြေအနေကောင်းမှဒုက္ခဆိုတဲ့ဒီကောင်းကျိုးချမ်းသာတွေဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဖယားနဲ့ဖယားရဲ့အဆုံးအမသူကတနဲ့သူကတဝိနည်းသူကတဆိုတာမှန်တဲ့တိုင်းဟောတဲ့ဖယားသူကတဝိနည်းဆိုတာမှန်တဲ့တိုင်းဟောတတ်တဲ့ဖယားရဲ့အဆုံးအမလောကမှာသူကတနဲ့သူကတဝိနည်းတည်ရှိနေခြင်းသည်လောကသားတွေအတွက်အခြေအနေကောင်းတဲ့
ချမ်းသာဒုက္ခရခြင်းအကြောင်းဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားရဲ့မြတ်စွာဘုရားတည်တံ့အောင်ကတော့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူ့တက်တန်းနဲ့သူသွားတာဖြစ်သည့်အတွက်ကြောင့်ဘယ်သူမှတည်တံ့အောင်လုပ်လို့မရဘူးမြတ်စွာဘုရားကိုသက်ရှိထင်ရှားဒီကနေ့ထိအောင်ရှိနေအောင်လုပ်လို့မရဘူး။ဘာကြောင့်လို့ဆိုရင်သက်ရှိပုဂ္ဂိုလ်ရဲ့သဘာဝအတိုင်းပဲသူဟာချိန်တန်လို့ရှိရင်အနိစ္စသဘောတရားရခန္ဓာကိုယ်ဆိုတာပျက်စီးသွားတာဖြစ်တယ်။သို့တော့သူကတဝိနည်းလို့ဆိုတဲ့မြတ်စွာဘုရားရဲ့ဆုံးမကတော့တည်ရှိအောင်လုပ်လို့ရတယ်။အဲ့ဒါတည်ရှိအောင်လုပ်တဲ့နည်းကိုမြတ်စွာဘုရားဟောခဲ့တာ။မြတ်စွာဘုရားရဲ့မြတ်မှတ်ချက်ကလည်းကြည့်လောကကြီးကိုအကျိုးပြုခြင်းလို့ငါပြိဋိဘမဆံမဲနဲ့နှစ်ပေါင်း9000ငါနေမဲ့လို့ဘယ်တော့မှမပြောဘူးလောကရဲ့သဘာဝအတိုင်းပဲသို့တော့မြတ်စွာဘုရားကဘာဟောခဲ့ဘာပြောခဲ့တယ်လဲဆိုရင်ငါမရှိတဲ့နောက်မင်းတို့ကိုဆုံးမမဲ့ဆရာဟာငါဟောတဲ့တရားနဲ့ငါဟောတဲ့ပညာခဲ့တဲ့ဝိနည်းဓမ္မနဲ့ဝိနည်းပဲဖြစ်တယ်ဆိုတဲ့စကားဟာအမှန်တမ်းလေးနဲ့တဲ့စကားဖြစ်တယ်ဘုရားဟောခဲ့တဲ့တရားနဲ့ဘုရားပြညတ်လမ်းညွှန်ခဲ့တဲ့ဝိနည်းတို့ဟာမြတ်စွာဘုရားရဲ့ကိုးစားအလုံးဘုရားဝတ္တဝိနည်းအတွက်ခိုင်လမ်းပဲဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့သုက္ကတဝိနည်းသုတ်ကလေးကိုနိုင်ယူမှတ်သားကြည့်အောင်နိုင်ယူမှတ်သားခြင်းအဖြစ်သာသနာတော်အရှိခန့်၍တည်ထအောင်လုပ်တဲ့နည်းတွေလုပ်သွားတဲ့ထဲမှာသာလွန်မင်းတရားဟာဘာကြောင့်ပထမယံဆောင်ဝဲကျင်းပပေးပြီးတော့အခုလိုဆောင်ရွက်သွားခဲ့တယ်လဲဆိုရင်မြတ်စွာဘုရားဆုံးမနဲ့ညီပဲအဲ့တော့မြတ်စွာဘုရားကဘုရားဟောပြတဲ့တရားဓမ္မတွေဓမ္မနဲ့ဝိနည်းရေရှိတည်တံ့ဖို့အတွက်ဘာလုပ်ရမလဲဆိုရင်သာသနာမှာတာဝန်ထမ်းဆောင်နေတဲ့ဒါယဟန်တွေအဓိကသာသနာမှာတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေဟာမှန်ကန်တဲ့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူကြဖို့ဒါနံပါတ်1အဲ့တော့သာသနာတည်ထမ်းမှုအတွက်ဘုရားရဲ့အဆုံးအမတွေသင်ရမှာမသင်လို့ရှိရင်သာသနာပျောက်သွားနိုင်တယ်လို့သူတို့ပြောတယ်ဒီစကားကိုယူပြီးတော့ပရိယတ္တိယေဝသာသနာတမူလံသင်ယူခြင်းတည်တာလင်သာသနာတော်ရဲ့အတွက်အခြေမြစ်အကြောင်းဖြစ်တယ်လို့နောက်ပိုင်းကဆိုတာဖြစ်တယ်အကယ်၍မသင်ဘူးဆိုရင်ဘုရားဘာတွေဟောခဲ့တယ်လဲဆိုတာဘယ်သူမှမှတ်မိတော့မှာမဟုတ်ဘူးဘယ်သူမှသိမှာမဟုတ်ဘူးလက်ဆင့်ကမ်းလို့မရဘူးစာအုပ်တွေလက်ဆင့်ကမ်းရင်လည်းမဖတ်တတ်လို့ပျောက်ကုန်မှာပဲဖြစ်တယ်စာအုပ်ကိုလက်ဆင့်ကမ်းရမှာမဟုတ်ဘဲနဲ့သင်ကြားမှုဖြင့်လက်ဆင့်ကမ်းရမှာသာဖြစ်တယ်ပေါ့ဘယ်ပညာရဖြစ်ဖြစ်သင်ပေးရမှာဖြစ်တယ်မသင်ဘူးဆိုရင်ပျောက်ကွယ်သွားတယ်ကြည့်လေမြန်မာနိုင်ငံတီဘောမင်းလက်ထက်ဒီလွတ်လပ်ရေးဆုံးရှုံးသွားတဲ့နောက်ပိုင်းမှာမြန်မာပြည်ရဲ့လုတ်ပုံကိုင်းပုံလေ့လာသုံးသပ်ပုံတွေကိုဆက်လက်ပြီးတော့အသုံးမပြုတော့ဘဲနဲ့လူမျိုးခြားဖြစ်တဲ့အင်္ဂလိပ်ရဲ့အမှုအကျင့်တွေအကုန်လုံးအစားထိုးရောက်ွယ်လာတဲ့အခါမြန်မာရဲ့အမှုအကျင့်တွေအကုန်လုံးပျောက်ကွယ်သွားတာပဲမသိလို့ပျောက်ကွယ်သွားတာဒီကနေ့စဉ်းစားကြည့်ရဲ့သူ့ရဲ့လွှမ်းမိုးမှုကဘယ်လောက်များသလဲအင်္ဂလိပ်တွေရဲ့လွှမ်းမိုးသွားမှုကဘယ်လောက်များလဲလူတွေဟာမျက်မျက်နှုံနှုံဘာလုပ်နေကြမွေးနေကြတော့ Happy birthday to you ဆိုနေကြတော့မယ်နော်အဲ့ဒါကိုယ်အမှုချင်းမဟုတ်ဘူးလို့ပြောရမှာဖြစ်တယ်နော်ကိုယ်စကားမဟုတ်ဘူး Happy birthday to you Happy New Year လို့လည်းអော်လိုက်ကြသေးတယ်ပြီးတော့နော်သို့တော်လည်းဒီအမှုချင်းဟာဘယ်ကနေစလာတော့ဆိုလွတ်လပ်ရေးဆုံးရှုံးတဲ့အချိန်ကစလာအဲ့ဒီကနေစတာအဲ့ဒါကောင်းတာလားလို့မကောင်းဘူးအင်္ဂလိပ်စာမတတ်သင့်ဘူးလားတတ်သင့်တယ်ဘိုလ်ချုပ်အောင်ဆန်းပြောသလိုအင်္ဂလိပ်စာဘာကြောင့်တတ်သင့်လို့ဆိုအင်္ဂလိပ်ကဗမာလိုဆဲရင်နားမလည်ဘူးကွာအင်္ဂလိပ်လိုဆဲမှနားလည်တယ်ဒါကြောင့်မို့လို့အင်္ဂလိပ်ကိုဆဲဖို့ငါတို့အင်္ဂလိပ်စာသင်ရမယ်ဒါနားလည်အောင်ပြောတာအဲ့တော့ရည်ရွယ်ချက်ကဘာတော့ဆိုရင်သူတို့ဘာတွေလုပ်တယ်ဘာတွေရေးထားတယ်သူတို့အကြောင်းကိုသိအောင်အင်္ဂလိပ်လိုသင်သင့်တယ်အင်္ဂလိပ်လိုတွေမဟုတ်ဘူးတခြားဘာသာစကားတွေလည်းသင်သင့်တယ်
ရှိရွယ်ချက်ကအမြတ်တနိုးထားဖို့သင်တာမဟုတ်ဘူးဒီကနေ့ခေတ်မှာမြန်မာမိသားစုတွေတောင်မှအင်္ဂလိပ်စာတတ်မှဒီလူရဝင်နေဆိုပြီးဒီကနေ့ခေတ်မှာတော့ international ကျောင်းတွေထားတယ်ဗမာစကားမပြောတတ်ခင်အမေအဖေခေါ်ရယုံလေးကလေးလေးတွေကိုမာသာဖာသာလောက်ပလိုက်တယ်နော်ဒက်ဒီတို့မာမီတို့ဖြစ်ကုန်တယ်ကောင်းသလားဘယ်ကောင်းမလဲနော်ကိုယ်ဘာသာစကားအတိုင်းမိမိဖေဖေပဲသင်ပေးပေါ့ဘာလို့ဒက်ဒီဖြစ်ရမလဲနော်ဒက်ဒီတို့မာမီတို့ခေါ်ရင်ဟုတ်တယ်လို့ထင်နေကြဗျာအဲ့ဒါကျွန်းဖြစ်တဲ့ဘဝကရလာတဲ့အမွေအနှစ်တွေပဲပေါ့ဒါတွေကသတိထားရမယ့်အချက်တွေပေါ့နော်အင်္ဂလိပ်လိုမသင်ရဘူးမဟုတ်သင်အခုဆိုလို့ရှိရင်ဗမာကလေးတွေကဗမာစကားမတတ်တော့ပဲနဲ့အောက်ကလေးအားဆိုတာမျိုးတွေဖြစ်ကုန်ကိုမူရင်းဖြစ်တဲ့ဗမာစကားမတတ်တော့ဘူးအင်္ဂလိပ်လိုပြောမှတတ်တယ်ဆိုတာဒါကောင်းတဲ့အနေထားမဟုတ်ဘူးတချို့မိဘတွေကကျင့်တတ်နေတယ်ဘုန်းကြီးတို့အမေရိကမှာနေတော့ကဒီဗမာတကာကြီးတယောက်ပြောဘူးတယ်သူ့သားတွေဒါတော့12နှစ်13နှစ်လောက်မှရန်ကုန်ကသူ့သားတွေကိုအမေရိကန်ကိုခေါ်ယူလိုက်တယ်ခေါ်ယူလိုက်တဲ့အခါဟိုရောက်တဲ့အခါဒီကောင်တွေကအမေရိကန်အစိတ်ဝင်သွားတဲ့အခါသူပြောလို့ဆိုလို့မရအဲ့ကြတော့မှသူညီးတယ်သူတို့ခေါ်မိတာမှားလိုက်တာဗျာလူကြတဲ့ပြောမကောင်းတဲ့စကားပြောလိုက်သေးတယ်မပြောတော့ပါဘူးနော်တွေးတာကြည့်တော့လူကြတဲ့ပြောလို့မကောင်းတဲ့စကားနဲ့ပြောလိုက်တယ်အဲ့ဒါလို့ဘဝဗမာပြည်မှာကြည့်အမေရိကရောက်နေတဲ့ဗမာမိသားစု3သိန်းရှိတယ်ဆိုရင်အဲ့ဒီ3သိန်းကမွေးထားတဲ့ကလေးတွေဟာအနည်းဆုံး3သိန်းရှိမယ်အဲ့ဒီကလေးတွေကဗမာစကားတတ်တော့လားဆိုမတတ်တော့ဘူးဗမာလိုပြောလို့မရတော့ဒါကြောင့်မို့တခါကြီးတယောက်ကရှောက်ဖူးတယ်ရှင်ဘုရားအင်္ဂလိပ်လိုဟောပေးပါဒီကလေးတွေကဘာမှမတတ်တော့ဘူးဗမာလိုပြောလို့နားမလဲလို့ပါဆိုသူတို့မေးကြည့်လိုက်တော့မင်းတို့ဘာလို့မျိုးတော့ဆိုဗမာစကားသိလားဆိုမသိဘူးကဲအဲ့ဒါဆုံးရှုံးမှုပဲပေါ့ဗမာကအင်္ဂလိပ်လုံးလို့မှမရတာဗမာဟာဗမာပဲလေဒီအေးပြောင်းလို့မှမရတာအင်္ဂလိပ်လိုပြောရင်အင်္ဂလိပ်ကလည်းလက်မခံဘူးလူတွေကထင်းနေကြတာအင်္ဂလိပ်စာဘလောက်တော်နေအင်္ဂလိပ်ကဗမာဟာဗမာပဲလေအမေရိကမှာဆိုရင်မကြားတကြားဟိုမှာဘနာနာတွေလာနေပြီလို့ပြောတာအာရှသားတွေကိုဘနာနာလို့ခေါ်တယ်ဘနာနာဆိုတာငပြောသီးတွေလာနေပြီလို့ပြောတယ်အာရှလူတွေကိုငပြောသီးလို့ခေါ်တယ်ဘာကြောင့်ခေါ်တဲ့ထင်တော့ငပြောသီးဆိုတာသူတို့စီမှာစားတဲ့ငပြောသီးကအခွန်ဝါတယ်အာရှသားတွေကအတဝလူမျိုးနော် yellow skin ဆိုတာအတွင်းထဲကအခွန်ဝါပြီးမဲ့အတွင်းထဲကဖြူနေတယ်အဲ့တော့သူတို့ပြောခြင်းတဲ့အဓိပ္ပာယ်ကဘိုစိတ်ပေါက်နေတဲ့အခွန်ဝါတွေလို့ပြောတာနော်အဖြူစိတ်ပေါက်နေတယ်အတွင်းထဲကဖြူရောင်ဆိုတော့အဖြူစိတ်ပေါက်နေအဖြူစိတ်ပေါက်နေတဲ့လူဝါတွေလို့ပြောချင်တာပေါ့အဲ့ဒါကောင်းတဲ့ဟာမဟုတ်ဘူးချီးမွမ်းတာမဟုတ်ဘူးပနာနာလို့ပြောခံရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပညာဆိုတာတော့သူများတဲ့တာအောင်သိသို့တော့ကိုယ့်ဘဝကိုယ်တန်မိုးကိုယ်သမိုင်းကိုယ့်ရဲ့တန်မိုးကိုသိရှိနားလည်ဖို့လိုတယ်ကိုယ့်ရဲ့သမိုင်းတွေကိုမေးပြီးတော့ကိုယ့်ရဲ့တန်မိုးကိုမသိတော့ဘူးဆိုရင်ဒါတစ်ခါရောက်တာဒါကြောင့်မြတ်စွာဘုရားသာသနာတော်တည်တံ့မှုအတွက်ဘာလုပ်ရမလဲသင်ယူရမယ်ဖျားဟောတဲ့တရားတော်တွေကိုမှန်မှန်ကန်ကန်သင်ယူခြင်းနောက်တစ်ခုကမှန်မှန်ကန်ကန်ပို့ချပေးခြင်းသင်ယူခြင်းနဲ့ပို့ချခြင်းဒီနှစ်ခုကိုပရိယတ္တိလို့ခေါ်တာဒီသုတ်တံမှာဟောထားတယ်မြတ်စွာဘုရားဘောဓုရရှိတဲ့ပုဂ္ဂိုလ်စာတတ်ပိတဲ့ပုဂ္ဂိုလ်တွေကစာအိုချပေးပါပို့ချပေးပါရှင်ငယ်ရဟန်းငယ်တွေကစာတွေကိုသင်မှာစ조사ပြီးတော့သင်မှာပြောစကားကိုနားထောင်ပါနော်ပြောစကားကိုနားထောင်မယ်နောက်ဆုံးတစ်ခုကတော့ခေါင်းဆောင်လုပ်တဲ့မထေရကြီးတွေသာသနာမှာခေါင်းဆောင်လုပ်နေတဲ့မထေရကြီးတွေဟာလက်လက်ပါပေါ်များအောင်မလုပ်ပါနဲ့နော်လက်လက်ပါပေါ်များယူဘုံကြီးအောင်မလုပ်ပါနဲ့သာသနာတော်အတွက်
ကိုမရသေးတဲ့အရေးချင်းတွေရအောင်ကြိုးစားပါလုံလဝိရိယမလျှော့ပါနဲ့လို့မြတ်စွာဘုရားဒီသုတ်တံမှာဟောလို့ရင်ဒီအချက်လေးချက်ပဲအဲ့ဒီအချက်တွေတိုင်းဒီကနေ့ဆောင်းဝဲတွေဆက်လက်ကျင်းပနေတယ်စာသင်တိုက်ကြီးတွေရှိပြီးစာတွေသင်ကြားနေကြတယ်ပို့ချနေကြတယ်ဒါကြောင့်မို့လို့သာသနာတော်ဟာစင်စစ်မပြတ်ထွန်းကားနေတာဖြစ်တယ်ဆိုတဲ့အချက်ကိုတတိကြီးစွာထားဖို့လိုအပ်ပါတယ်တို့တွေသာသနာပြုချင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမှာလဲစာသင်ရမှာစာချရမှာဒီလိုအဓိကကြားတယ်ဆိုတာစာသင်စာချခြင်းဖြင့်ဒါလည်းမြတ်စွာဘုရားရဲ့အဆုံးအမတွေရှင်တဲ့နှလုံးထဲမှာရှင်သန်နေမှာဖြစ်တယ်ရှင်တဲ့နှလုံးထဲမှာရှင်သန်နေမယ်ဆိုလို့ရှိရင်အခုလိုကောင်းမှုတော်ဘုရားလိုစေတီပထိုးကြီးတွေဟာမြန်မာနိုင်ငံမှာဒီထုံးရောင်ဖွေးဖွေးရွှေရောင်လွင့်လွင့်နဲ့စက်တည်ရှိနေဥမှာပဲဖြစ်တယ်အကယ်၍သာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရှင်တွေကပျောက်သွားပြီဆိုရင်ရွှေရောင်လဲပျောက်ထုံးရောင်လဲကွယ်နောက်ဆုံးမှာအမောက်နယ်ထဲရောက်သွားနိုင်တယ်ဆိုတာတတိချကြရမှာဖြစ်တယ်ဒါကြောင့်မြတ်ဗုဒ္ဓသာသနာနဲ့သလုံးမင်းတရားဆိုတာကောင်းမှုတော်ဘုရားကြီးတည်ခဲ့တဲ့ဘုရင်ကြီးရဲ့ကျေးဇူးတွေကိုသိရှိနားလည်ဖို့အတွက်သူ့ရဲ့သမိုင်းကြောင်းကတစိမ့်တသေးတာတစ်ခုလေးကိုဖော်ပြပြီးတော့ဒီကနေ့ညတရားကိုဟောပြောတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ရှင်မင်းများနဲ့ရှေးဆရာတော်ကြီးတွေရဲ့ခုံကျေးဇူးကြောင့်တို့တွေဟာဘုရားမြတ်စွာရဲ့ဆုံးမအောက်မှာအခုလိုငြိမ်းချမ်းစွာချမ်းသာသာနေနိုင်ကြတာဖြစ်လို့သူတို့ကျေးဇူးတရားကိုမမေ့ကြပဲနဲ့ဆက်လက်ပြီးတို့တွေကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖိယံကွာချမ်းသာကြပါစေတတ္တဝါများစွာဖိယံကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာဘုံနေတုသင်္ကမမနောတရတိတဝိတံဘဝယံတုဒုက္ခန္တကမေတ္တာဘုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထောင်ရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလျောင်းလေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း